ခုလက်ရှိတော့ထောက်ဖို့ရဟရင်ဒီရဆိုင်ပြီးတော့ရဲဘော်အင်အားနဲ့ရိတ်ခါချနေတဲ့အချိန်ဒီ PDF အသေးစားအသေးခံတုံးကဝင်ရောက်တိုက်ခိုက်တာအဲ့ဒီတိုက်ခိုက်ခံရတဲ့ပတ်သက်ပြီးသူကာချုပ်ကြီးဦးရဲဝင်းဦးပြောတာတော့တော်တော်အားရစရာပဲဗျအဲ့ဒီနားမှာရှိနေတဲ့ PDF ရွာတော်တော်များများကိုလည်းသူတို့ကတည်ပြီးသားပါလူမပြောနဲ့ဗျခွေးတစ်ကောင်ကြံရင်တောင်အဲ့ဒီခွေးကိုလေရင်နဲ့ကျဲခိုင်းထားရပြီအမေရတော့ဒီလိုပဲဖြစ်တင်တယ်ကြိုက်တယ်ကျွန်တော်တို့ကအဲ့ဒီလိုအမိန်မျိုးဟိုတော့နိုင်စောင့်တယ်ဟိုတော့ကတော့တားညာခဲ့တာဟုတ်ကွာဒီခါညာမှာမဟုတ်ဘူးကောင်းတယ်ကြိုက်တယ်အဲ့ဒီအမိန်လူမပြောနဲ့ခွေးတစ်ကောင်ကြံရင်တောင်အဲ့ဒီခွေးကိုလိုက်ကျဲပလိုက်ဟုတ်တယ်မလားဒါအမှန်တရားပဲဒါအမှန်ဆုံးပဲ